ကျတော့လက်ဦးစီယာမြေထိုက်စွာပုတ်ဖာစရိယမင်းနဲ့ပါမိဘတွေအရေးကြီးဆုံးပဲကလေးတွေကိုဘလို့သင်ခဲ့တာလဲဘလို့သင်ပေးပါနော်စာရတောက်တာနေတာထိုင်တာပေါ့ညီကောင်မတော်ချင်းသူ့ကြတော့ပိုးပြီးတော့ဦးစားပေးတယ်သူ့ကြတော့ဦးစားပေးမှုတွေညံကောင်းတယ်အကြီးမအတော်ညံကောင်းတာဟိုအငယ်ကောင်းတော့လေငယ်ငယ်နဲ့အားတယ်ကြောင်းကြတော့လေပဲအတန်းအောင်မို့မနေလို့ရဆိုငယ်ကောင်းအလိုလိုနှိမ်တယ်ဘယ်သူကနှိမ် trauma စိတ်ဓာတ်ရအမေတို့အဖေတို့အမကြီးကိုဦးစားပေးတယ်အမကြီးကသူ့ရန်သူဖြစ်သွားစိတ်ထဲကရန်သူဖြစ်သွားကြီးတော့အိမ်မောင်တော်ကအမွေလူကြရောခင်ဗျာသမီးခိုင်ပေါ့ဗျာအကျုပ်ငယ်တော့တယ်ခင်ဗျာဘာဆောင်းလျှောက်ခဲ့တာမှာဟောအဲ့လိုပြောတယ်အမလီရင်နာလိုက်တာဟဲ့သူရင်နာမဟုတ်ဘူးအကုန်လုံးပါးရတွေကသူကသူပိတ်ချကြိုက်တယ်လို့ရှာနော်ကိုလုတ်ခဲ့တဲ့ဒုက္ခပဲအဲ့ဒါပါသားသမီးတွေကိုဆက်ဆံတဲ့နေရာမှာတောင်းမှလည်းမှန်ကမဆက်ဆံတဲ့တော့ခွဲခြားဆက်ဆံတဲ့အဓိပ္ပာယ်ရောက် discrimination ဟာသားလေးကတယောက်တည်းမို့သားလေးကိုတခါလေလူသမျှအကုန်ပေးသမီးတွေကြပြစ်ထားနော်သမီးတွေကဗျံမတာနေထိုင်သားတော့မသိဘူးနောက်တော့သမီးတွေကဒုက္ခတွေရောက်လာတဲ့အခါညီတို့ဘယ်လိုလုပ်လားဖြေမိပါလေနော်အဲ့ဒါဘယ်လိုထိမ့်သိမ့်မသက်လို့လဲဒါကြောင့်လောကနိတိတွေကဒါကိုပြောတာပေါ့ဟုတ်လားအမိဟာအပြင်ရန်အဖအတွင်းရန်သားသမီးကိုမထိမ့်သိမ့်မဆောင်ရောက်တတ်ဘူးဆိုရင်မိဘတွေကသားသမီးရဲ့ရန်သူတဲ့ဗျသားသမီးရဲ့ဘာလဲတော့သားသမီးကိုမထိမ့်သိမ့်မဆောင်ရတဲ့သားသမီးတွေရဲ့ရန်သူကဘယ်လိုတော့မိဘနှစ်ပါးသားသမီးတွေရဲ့ရန်သူပဲရန်သူဆိုတာပေါင်းဆိုအကျိုးစီးပွားမဲ့အောင်လုပ်တာပေါ့အဲ့တော့မိဘတွေကပဲသားသမီးတွေကိုအကျိုးစီးပွားမဲ့အောင်လုပ်တာနဲ့အတူတူဖြစ်သွားတယ်ဒါကြောင့်နိုင်ငံတကာမှာကျတော့မိဘတွေကိုသားသမီးတွေကိုဘယ်လိုပြုစုထိန်းသိမ်းဆောင်ရှောက်ရမလဲဆိုတဲ့အစိုးရကနေတေချာသင်ပေးတယ်ပညာရေးမှာဘုံဘုံတို့နိုင်ငံမှာ home education ဘုံဘုံသင်တန်းတစ်ခုဖွင့်လို့ရဲ့တက်မဲ့တူမရှိ parental education သိမ့်ဝင်တာဘူးဘာတော့မိဘတွေပညာရေးပါတော့ကျူရှင်ပို့လိုက်တယ်လေတို့ကလေးမိ1လဘယ်လောက်ပေးရတာဒေါ်လာနဲ့ပေးရတာမြန်မာဝယ်ဆိုဘယ်လောက်ကြလဲဟိုတို့တန်းနဲ့ပို့လိုက်တာပဲတို့တစ်နှစ်နဲ့ပို့လိုက်တာပဲကလေးတွေကမြန်မာလိုတော့တက်တယ်ဒါမှမြန်မာရင်ရှိဘူးမသိသင်တဲ့ဆရာမလည်းမသိဘူးလေတချို့ကျတော့အင်္ဂလိပ်ကျောင်းတွေပို့လိုက်တယ်မြန်မာသားပါမတက်တော့အေးရောပို့ဆိုးသွားနော်အဲ့တော့မြန်မာပြည်ထဲနေပြီးတော့မြန်မာသားမတက်တဲ့သူတွေအများကြီးဗျမြို့မှာအဲ့လိုမျိုးတွေဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့မိဘတွေအထင်းသေးဆောင်းရှောက်ပညာရေးသဘောတရားကိုနားလည်မှုလွဲနေတာလေဟုတ်လားကြိုက်ဒါလေးပြဖတ်ပါအောင်ပါတော့မိသားစုတွေကဘောရမတွေရံမဖြစ်ဘူးမိဘတွေစိတ်မချမ်းသာဘူးလားငါစိတ်ကိုမချပါဘူးဟဲ့နောက်ကြောမလုံးပါဘူးငါအပြင်ထွက်တာနဲ့ညီတို့ရံဖြစ်ကြတော့တာပဲဒီလိုမျိုးပေါ့မိဘတွေကအဲ့တော့မိဘတွေကအပြင်သွားတော့စိတ်ချမ်းသာရှေ့လို့လို့ရတာနောက်ကမဖြောင်းဒီလိုမျိုးဟုတ်လားမိဘတွေအပြင်ထွက်တော့အိမ်ထဲမှာဖြစ်နေတော့ပြည့်ချင်တိုင်းပြတ်သွားတာဟောအဲ့လိုမညီညွတ်တဲ့မစိလုံးနဲ့မငြိမ်းချမ်းတဲ့မိသားစုတွေပေါင်းထားတဲ့ရွာကိုယ်နဲ့ဒီဘာဖြစ်ကြအမျိုးတွေချင်းချင်းဘာဖြစ်ကြရက်ွက်တွေချင်းချင်းဘာဖြစ်ကြတိုင်းသားတွေချင်းချင်းဘာဖြစ်ကြတဲ့နိုင်ငံလုံးဘာဖြစ်နေကြစစ်ပွဲတွေငြိမ်းချင်တယ်ဆိုရင်ANနဲ့စပြီးတင်ပြရမင်းနိုင်ငံတော်ဘယ်သူမှမလုပ်နိုင်လုံနိုင်တဲ့မြန်မာနိုင်ငံမှာခေါင်းဆောင်မရှိဘူးတကယ်တမ်းကျတော့အဲ့လိုလုပ်လို့မရခေါင်းဆောင်တွေလည်းလုပ်လို့မရဘူးပညာရေးကြီးတယ်မိဘတွေကပါဒီအမြင်တွေပြောင်းပေးဖို့လိုတယ်ဘုံဘုံတစ်နှစ်ကတရားပွဲတွေသဘောနောက်ပိုင်းမှာဟိုနိဗ္ဗာန်ရောက်ကြောင်းဆိုတာခဏထားနိဗ္ဗာန်ရောက်ကြောင်းလာရင်လားရိတ်တာလာရင်လာခဲ့ဟိုတရားသကန်းတွေရှိတယ်အဲ့ဒီခါမျိုးတွေတော့နိဗ္ဗာန်ရောက်ကြောင်းနေပြောတယ်ကျန်တဲ့အချိန်ကတော့အပြင်တရားပွဲတွေတော့သားသမီးတွေကိုမိဘတွေကိုလို့ထိန်ကြောင်းမလဲအဲ့ဒါတွေနဲ့ပတ်သက်တဲ့ပညာရေးစနစ်တွေကိုပဲဘုံဟောတယ်အဲ့ဒါပဲဟောချင်တော့တယ်ဘာဖြစ်လို့ဆိုတော့အိမ်ဒီမှာမိဘတွေအဲ့လိုမျိုးသားသမီးတွေကိုမကင်တွယ်မထိန်ထိန်စောင့်ရှောက်တတ်တဲ့အခါအများကြီးတိုင်းပြည်တွေနစ်နာဆုံးရှုံးတာနေမြန်မသွားဘူးလားဒါကြောင့်မိသားစုညီညွတ်တဲ့မိသားစုငြိမ်းချမ်းတဲ့မိသားစုကိုတာဝန်ကိုယူတတ်တဲ့မိသားစုဖြစ်ဘုံဘုံက၄တန်းလောက်နေရ
တော့မှာအဖေတို့ကအမေတို့ကထန်းတက်တဲ့ကအဖေထန်းတက်တော့နောက်ကနေတော့ဥကောက်လိုက်နော်အဲ့ဒါတော့သွားတယ်ဆိုရင်ကြောင်းသွားတယ်ဆိုရင်ကြောင်းသွားတဲ့လွယ်အိတ်ထဲမှာကြောင်းစိမ်းပေါင်းမီလေးအင်ကြီးလေးပစိုးလေးထည့်သွားတော့ဥကောက်လိုက်တဲ့အစုပ်ကလေးတွေနဲ့ပစိုးစုပ်လေးတွေအင်ကြီးစုပ်လေးတွေနဲ့ဒါသွားတော့အဖေထန်းတက်တဲ့ဟာတွေပြီးအောင်ပြီးသလောက်ဖြစ်အောင်ကုန်ပို့ပြီးနော်အဲ့ဒါပြီးမှအတန်းချောင်းကိုကလွယ်ထဲမှာပါလာတဲ့ဝတ်စုံလေးတွေနဲ့အတန်းချောင်းကိုသွားအတန်းချောင်းကိုပြန်လာလဲဘုံဘုံတို့ကျူရှင်တွေမရှိသေးဘူးအဲ့တော့ရှစ်တန်းထိဘာကျူရှင်မှမနေဘူး9တန်းလောက်ကျမှအကိုတွေအမတွေသိပြီ10တန်းတစ်နှစ်လုံးမှာ8000ပဲကုန်တစ်နှစ်လုံးတော့ကျောင်းစိတ်ရောကျူရှင်ကားတွေရောအကုန်လုံးမှာ8000ပဲကုန်မင်းတို့ကြားတော့ကြားဘူးမဟုတ်7000လို့လေနော်အဲ့ဒါဆိုတော့ထားတော့ဆိုတော့နောက်9တန်း10တန်းလောက်ရောက်တော့တောင်သူလှုပ်တတ်တယ်ငါထွန်နေရောထေရောဘုံကိုလှုပ်တတ်တယ်9တန်း10တန်းလောက်တတ်တယ်အဖေကထန်းတော့တက်တော့ကျွမ်းတယ်တောင်သူလို့မကျွမ်းနော်အဲ့ဒါဆိုဘုံဘုံတော့လှုပ်တက်အောင်တင်တာထန်းတက်တော့လည်းမင်းတက်ကတူဆိုရင်ဘုံဘုံတို့ကတက်ကတူမသွားခင်ထန်းတော့ရင်သွားတာဟုတ်ပါပြီးမှမင်းတက်ကတူမင်းငါတို့တက်ခဲ့တော့တက်ကတူတက်တော့စပိန်နဲ့နင်းတဲ့ဟာသလင်းကြီးဘက်ကနေပြီးတော့မင်းမြေချင်းနှမြေကူးဟိုကမုံရတက်ကတူသွားတက်စပိန်ကချိန်ဘုံမပါဘူးအခုအကောင်နဲ့ဖင်ကောင်းကျဲတယ်မင်းဆိုင်ကနေသွားတာဟုတ်လားဆိုင်ကနေသွားတော့အခုကျတော့ဗာလဲဖြစ်သွားနော်စစ်တပ်ဘိန်းလို့ဘာလို့နဲ့ဒီလိုဖြစ်တာဟုတ်ပါပတ်တန်ကြတပြားမှမချနိုင်အိမ်ကျတော့ဘာလဲကြောမတည်ဘုံဘုံတို့အဲ့ဒါကျောင်းလေးပြန်လာရင်နေကင်းဘက်ဆိုအမေထညက်ချက်တော့ထညက်အုပ်ကူပြီးတော့မင်းမွေးပေးရတယ်ထညက်အုပ်ကူပြီးတော့ထိုးပေးရတယ်ထညက်ကူပြီးတော့ချက်ပေးရတယ်ငါခြေထောက်တွေမှာမထညက်ဘူးလောင်းထားတဲ့တန်ရာတွေရှိဒါပေမဲ့ကျင်နဲ့တယ်အဲ့ဒီတန်ရာတွေကငါအလုပ်လုပ်ခဲ့တဲ့ဟာဟာဘလောက်ကုန်စရာကောင်းလဲ treatment အလုပ်လုပ်ခဲ့တဲ့ဟာတွေအမိဘတွေကိုကူခဲ့တဲ့တက်တွေအမေရောကူခဲ့တယ်အဖေရောကူခဲ့တယ်ခုနှစ်တန်းလောက်နဲ့ထမင်းအကုန်ချက်တယ်ဘေမေသွားရင်ငါတို့ကတမင်ဆုံးခုံမပြတ်ဘူးနော်ဆွတော့တယ်မပြတ်ဘူးနော်ကျောင်းဘုန်းကြီးကျောင်းလာရင်ကိုတော်တွေလာပြီးဆွရင်လောင်းတယ်ဆွတော့လောင်းတယ်ဟုတ်သားတဲ့သမီးမင်းတို့အချက်ပြုတ်ဘလောက်နိုင်နေပြီလဲအလျှော်ဖို့ဘလောက်နိုင်နေပြီလဲနော်အဖေရထမ်းတက်တော့ညဆိုရင်တောင်ရင်တဲ့ကိုရင်တောင်ကိုနော်လျှော်ချလျှော်တက်အကုန်လုံးကူပေးခဲ့တယ်အိမ်ထဲမှာမင်းအိမ်ဝင်းကြီးကအကျေးဆိုတော့မင်းအတင်းပင်တွေကိုစိုက်ခရမ်းတွေရောဂေါ်ဘီတွေရောပန်းဆိုလဲအမေဖျားပန်းတော့မေမျိုးပန်းတွေပါအကုန်ထိုးအကုန်စိုက်ပေါက်ပြားလေးတစ်ချက်နဲ့အားမနေငါတို့စူးစမ်းခဲ့တာပြောတာကျင်နဲ့တယ်ကိုကျင်နဲ့တယ်အခု40ရှိပြီအမေလည်းပြောတယ်တခါမှနော်ဒုက္ခမပေးခဲ့ဘူးတဲ့သူတို့တဲ့နော်မိဘတွေလည်းဘုန်းတို့စဉ်းစားလိုက်တဲ့အမြဲတမ်းကျင်နဲ့ဘုန်းတို့မိဘတွေကိုလည်းအလုတ်ခိုင်းခဲ့လို့ကျင်နဲ့ကျေးဇူးတင်ကိုတောင်ဝကိုယူတဲ့အောင်သင်ပေးခဲ့တဲ့မိဘတွေကျေးဇူးတင်အခုကျတော့မိဘတွေကကိုတောင်ဝကိုယူတဲ့အောင်မသင်ဘူးအကုန်လုံး ready made လုပ်ပေးလိုက်တော့သားသမီးကြီးကအသုံးမကျတဲ့သားသမီးသူတို့ရဲ့အသက်အရွယ်လိုက်အသုံးချတဲ့အောင်နေတဲ့ထိုင်တဲ့အောင်တာဝန်ယူတဲ့အောင်သင်မပေးတဲ့ခါအသုံးမကျတဲ့သားသမီးဘလို့အသုံးကျတဲ့သူပါမှာပါဟုတ်လားမပါဘူးလို့ပြောတာဘုံဘုံပြောတာမင်းတို့သဘောပေါက်လားအသုံးကျတဲ့သားသမီးဖြစ်ဖို့အရေးကြီးတယ်ရှက်เสียမရှိဘူးအလုတ်ဟူတို့များဂုံရှိသွားအေးအလုတ်ကနေနေလို့မြင်လို့မရှိဘူးအလုံးမလုတ်တဲ့သူကမှရှက်เสียကောင်းခြေတန်းဖြီးပြီးတော့လည်းအလုံးမလုတ်တက္ကသိုလ်တက်တော့လည်းအလုံးမလုတ်အခုလည်းနိုင်ငံခြားသွားမယ်မင်းနိုင်ငံခြားသွားပြီးတော့မင်းအလုတ်တွေလုတ်တယ်နော်နိုင်ငံခြားပြန်လာမင်းတို့အလုတ်လုံးမှာဟုတ်အရင်ကအကျင့်တွေပြန်ပါလာ